မဟုတ်သူတို့ကတူမှာမဟုတ်ဇာတိများနဲ့စားမယ်ဖူရောမြန်မာဟောဗီဒီယိုညီလေးအကျဉ်းလုံးနေပါလေခင်ဗျာကျွန်တော်တို့အဲ့ဒါချက်သားတစ်လုံးအုံးကြီးတစ်လုံးပေးပေးဟဲ့ကျေးဇူးအားလုံးပဲမင်္ဂလာပါဗျာဖူရောမှာစီရီဗီဒီယိုပါပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့အခုရောက်နေတာကတော့ဖန်မျိုးပေါ်ပါပေါ့နော်ဖန်မျိုးရဲ့ကျွန်တော်တို့ကန်တာယာရှိမှရှိတယ်ကန်တာဦးဟိုတယ်မှာရောက်နေတာဖြစ်ပါတယ် FA တစ်ခွဲသားလုံးလည်းဒီဟိုတယ်မှာတဲကြပါတယ်အဲ့တော့ကျွန်တော်တို့ FA ရဲ့ထုံးစံတိုင်းကျွန်တော်တို့ဟိုတယ်ဂိမ်းလေးတစ်ခုတော့ဆော့ရမယ်တဲ့ဟိုတယ်မှာဒီဟိုတယ်မှာပဲဟိုတယ်ဂိမ်းတစ်ခုဆော့ရမယ်ကျွန်တော်တို့ဗပေးထားတယ်စာရွက်နဲ့ဘောပန်တစ်ချောင်းစီပေးထားတယ်ဂိမ်းကတော့ပြောတယ် memory game လို့တော့ပြောတယ်သူကဘယ်လိုလဲဆိုတော့ကျွန်တော်တို့ကအခုကတယောက်ချင်းစီဖြစ်သွားပြီဟုတ်တယ်ဒီစာရွက်လေးထဲမှာဗာလဲဆိုတော့ကျွန်တော်တို့ပြီးလို့ရှိရင်ဟိုတယ်ကိုနေရာလေးလိုက်ပြမယ်ပေါ့နော်ဟိုတယ်တချို့နေရာလေးလိုက်ပြမယ်ပြတဲ့နေရာတွေကိုမှတ်ထားတဲ့ဘာမှတ်ထားရမလဲဆိုတော့ကြည့်ထားပေါ့နော်နေရာတိုင်းကိုကြည့်ထားသူတို့ပြတဲ့နေရာတွေမှာအဲ့မှာကိုကဘာလုပ်ရမလဲဆိုတော့ကျန်တဲ့၃ယောက်မသိအောင်မင်းကုန်းတွေမေးရမှာဖြစ်ပါတယ်အဲ့မင်းကုန်းတွေကအဲ့ဒီလိုက်ပြနေတဲ့အချိန်မှာမှတ်ထားရမှာပေါ့နော်ဘာတွေဘယ်လိုတွေဘာတွေလဲဆိုတာအဲ့လိုမင်းကုန်းကို9ခုနဲ့အထက်လောက်ရေးရမှာပေါ့အကုန်လုံးနော်9ခုနဲ့မေးနိုင်တာလည်းမှတ်ထားတဲ့ထဲမှာသူများမေးပြီးသားဟာဆိုရှင်အဲ့ဒီဟာကိုကိုကထပ်ပြီးတော့ကြော်မယ်အဲ့ဒါကိုဖြတ်ပြီးတော့အဓိကတော့ဗာလဲဆိုတော့လျှို့ဝှက်ထားမယ်ပေါ့ကိုကဘာမေးမလဲဆိုတော့သူတို့လည်းပေးမသိရအောင်သူတို့တွေဘာမေးနိုင်နေချေရှိတယ်ဆိုတော့လည်းမှတ်ထားမှာမှတ်ပြီးတော့ကြည့်ထားရမှာဖြစ်ပါတယ်အဲ့တော့ memory game လို့ပဲပြောရမှာပေါ့အဲ့တော့ဒီမှာ2ခုလောက်ရမှာနော်ဟုတ်ကဲ့ punishment လည်းရှိမယ်လို့ပြောပါတယ်ခင်ဗျာတော်ပြင်းထန်မယ်လို့လည်းတော်ပြင်းထန်မယ်လို့လည်းကြားပါတယ်နည်းနည်းတော့လန့်နေပါပြီဒီနေ့တော့အဲ့ဒီအပူရှိလားဆိုပြီးတော့မေးရတယ်ဘာကြီးလဲကျွန်တော်ဘယ်ဟာဖြစ်ဖြစ်မယုံတော့ admin တွေကိုကြောက်နေပြီသူတို့မေးသမျှကိုမယုံတော့အဲ့တော့ဘာလို့ရမလဲဆိုတာလည်းမသိသေးပါဘူးဟို management ကတော့အဲ့တော့ကျွန်တော်တို့ဒီ၄ရာသူတို့ပြောတဲ့အတိုင်းပဲကျွန်တော်နဲ့အတူတူဟိုတယ်ကိုလိုက်ကြည့်ကြမယ်โอเคလိုက်ခဲ့ပါဂိမ်းစပဲမှတ်မယ်โอเคโอเคအဝင်ဒီနေရာကနေစပြီးတော့ကျွန်တော်တို့လိုက်ပြတယ်ဆိုတော့ကျွန်တော်တို့စပြီးတော့မှတ်မှာဖြစ်ပါဘူး၃ယောက်ဆိုမှတ်နေကြပြီမကြီးဘာတွေကြည့်နေကြလဲအဲ့တော့မှင်လိုက်လာအဲ့တော့ကျွန်တော်တို့လိုက်ပြရင်းနဲ့ကျွန်တော်တို့လည်းဂိမ်းတစ်ခါလဲစဆော့နေပါပြီအခုကျွန်တော်လည်းမှတ်နေပါပြီဘာလဲဟိုသူတို့၃ယောက်မထင်ထားမဲ့ဟာမျိုးပဲမှတ်ရမှာပေါ့ကဲစနေပါပြီတူမှာပါဖဲဝင်ရမှာလားဝင်လို့ရပါအေးဒါလေဘာလို့ပြရမှာကျွန်တော်တို့ထဲတော့ထပ်ရောက်လာပါပြီအပြင်မှာတော့မှတ်တရရှိရည်မှတ်ပြီးတော့သူတို့၃ယောက်မသိတဲ့မင်းကိုကျွန်တော်မင်းမသိတယ်ဟေးလမ်းလိုက်တာမှတ်တာမှတ်နေရ memory မြန်မာတယောက်တစ်ခုအလင်းလေပြောင်းတာတယောက်တစ်ခုပြီးတော့မှအဲ့ဒါကိုကြီးရမှာလေပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းပါကြိုးတိလိုက်ကိုချိုကသေးကြတယ်ဒါတွေကိုကြည့်ပြီးသူမှတ်နေပြီအာဘယ်လိုကပါတယ်တဲ့ပြောထားတယ်လေဟုတ်လားဟုတ်လားအဲ့တော့ခုညီမတို့လည်းပဲ admin ပြောတဲ့အတိုင်းမှတ်ပြီးသွားပြီဆိုတော့ဘာဆက်လောက်ရမလဲပြောပါဦးဘာဆက်လောက်မလဲဆက်လုပ်ရမလဲခဏတော့ရမယ်โอเค900ကိုအဲ့ဒီထဲမှာပါရှိပါတယ်နောက်ထပ်လောက်ရမယ်မရှင်လာဒါမှမဟုတ်အဲ့ကိုလည်းပတ်ကြည့်အောင်ပေါ့မကြည့်ဘူးအဲ့ဒါတော့ game ဆော့မယ်နေရဟာဂိမ်းထက်ဆော့အောင်မယ်ဟိုဒါကလည်း memory game ဆော့နေအောင်ဟုတ်တယ်ဂိမ်းထက်ဆော့အောင်ဒီမှာထားတဲ့ game ဆော့မယ်ဒါနဲ့ဆက်မှုပဲဖြစ်ဖြစ် extra game လေးတွေပဲဖြစ်ဖြစ်အဲ့ခန်းထဲမှာဆော့โอเคပါဗျာ definition ဟိုမှာလာလိုက်ပါကိုဆိုတော့လေးဖွင့်မယ်ဩ
ဟောဒီနေ့တော့ပွင့်သွားပါပြီ ဒီထဲမှာ game နေမျိုးချက်ထုတ်ကြီးမဟုတ် အေးလေပါဘာ1နဲ့ပါလား 1 2 3 ဟိုတယောက်တည်းလားဒါမှမဟုတ်ဘာလို့ပါ ကဲအခုကျွန်တော်တို့ပေးထားတဲ့အခန်းတော်နဲ့ကျွန်တော်တို့တိုက်ခန်းထဲကိုရောက်ပြီအခန်းထဲမှာချက်ထုတ်ကြီးလေးတွေ့တယ်ဆိုင်းကလည်းလေး ဒါတော့လောက်ခံ အဲ့တော့1 2 3 4ဆိုတဲ့အတိုင်းပဲ1ကိုရင်ဖတ်ရမယ်လို့ထင်တယ် ဟုတ်ပါတယ်အဲ့တော့နံပါတ်1အစဖောက်မယ်ဗျာပြီးစော့လိုက် โอเค ဘာလဲဘာလဲဘာလဲ ဒါလည်းမပတ်သေးဘူး အကြည့်ချင်းဆောင်ကိန်း ဒါတော့ ဇာသမားများစီခေါင်းငုံကထိုင်နေရ ကောင်းကောင်းကထိုင်ရမယ်တဲ့ဒီပြောရတာ ဇာသမားများခေါင်းငုံကထိုင်ရမယ် admin team မှာအချက်ပေးမှခေါင်းမော့ကအချင်းချင်းကြည့်ရမယ်အကြည့်ချင်းစုံသူ2ယောက်ဒီအနိုင်ရမည်ဩတခါ စုံတာဒီပါစုံတာ အကြည့်ချင်းမစုံသူများဒီ punishment ခံရမယ် ready ready ဟုတ်လေကြီးကြီးကြီး 3 2 1 go ကာဝကြည့်တာ ဒီပါချင်ရပြီဒီပါကော ဘာလို့မကြည့်ရလဲ ဒီငါလမ်းကြီးမလားတဲ့အာ ယေ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  တော့ပိတ်ပြီးတော့ဘုံကြည့်နေတယ်တယောက်တည်းမင်္ဂလာပါဗျာ ကဲတူတယ်ဘယ်ရောက်တူမယ် လုပ်ပြီး ဒါနဲ့လား တတလုံးမကြည့်ဘူးမှတ်လား အေး အဲ့ဒါကြောင့်ဘုံပင်းဖြစ်ပါလားတဲ့ကြောင်ကြောင်တူမယ် သူ့လို တ ထပ် ယောက် တော့ တယောက်တော့ဝေးပါ ဒီနားလေးကိုပဲတူဒီနားလေးကို โอเค โอเคရေးလေးနဲ့ တော့အဲ့လိုလား ဟမ် အားရလိုက် ဒီကခါလေးကိုရပြီလေ ပါဘူး ဟုတ်တော့ 2ရင်းစုံ1ညပါ 3ရဲ့အပြင်း နေပြင်းနော်နေ ပြ ပြ ည့် င်း တယ်ပြည့်တယ် โอเคစားမယ်စားမယ် โอเค စားမယ်အေးတယ်ကားလား ကောင်းထားမယ် အေး ကောင်းထားမယ်နော်စားရမယ် ready 3 2 1ဘာမှရှိသေးတယ် တော့ပါပြီမမရှိသေး ဘာမှမရှိကြလား ဘာမှရှိသေးတယ်ဘိုးဆုံးမလုပ်မှာနော် okay ငုံထားမယ် ready 3ဒီလိုငုံထားမယ် ဟုတ် 3 2 1 go တော့လည်းဘယ်သူမှမကြည့်ကြဘူးတော့လည်းဘယ်သူမှမကြည့်ကြပါလား ငါလာတေချာဘောတေချာလို့ကိုကြီးတေချာမလို့ ဟုတ်လားဂျိုးကိုမတုံဘူးနော် โอเค ဘာပါ တော့ကိုတုံး တော့ပါလေ လောက်ပါစေ လူကလားကိုလား ဂျိုးကိုမတုံဘူးဂျိုးကကိုတုံးတော့ โอเคဒါနောက်ဆုံးတော့ပေါ့ 3 2 1 go ဘာဖြစ်ကုန်ပြီလဲ လုံးဝပူစပူ လူတွေရောက်ကကြည့်တယ်လူတွေရောက်မကြည့်နာနာရပြီဆိုင်ကောင်းသူလူတွေရောက်မကြည့်တော့ဘူး ဒီကတော့မကြည့်ပါမကြည့်တယ်ဘူးလို့ ကြည့်နေရပြီ အေးယောက်ျားမိန်းမတစ်ခါမကြည့်ဘူးနော်အေးညကြရင်ငါ့ကိုကြည့်ဖို့မကြိုးစားနဲ့ အဲ့ဒါလက်ချက်လည်းပဲတိုးလိုက်ပါ လက်ကျန်လည်းမတူဘူးသူတို့ပြီးခဲ့တဲ့ခါကလက်ကျန်လည်းတူတယ်သူကလက်ကျန်လည်းမတူဘူးပြီးသွားတူတယ်ဟောဟုတ်တယ်တကယ်အေးတာနော် အေးပါပြောတာမှန်တယ် ငါကောင်းနေပါအသက်ရှူရနဲ့သူတို့ရတဲ့ကွက်တိပဲ okay ဒုတိယကိစ္စ ကဲဒုတိယကိန်းလေ ဟေး ဒီကတော့ဒါမတူရတော့ဘူးဒီမှာ သူ့ပါမှာ ဟုတ်ဒါလည်းတူအောင် ဟောင်းတာချိန်လိုက်ကောင်းမယ်ကဲဒုတိယကိန်းရ အရေးကြီးပဲ ခုချွေးပဲဗျာကောင်းပွိုင်ကိန်း ကောင်းပွိုင်ကိန်း ကစားသမားများသည်ဝိုင်းဖွဲ့ကထိုင်နေရမည်။ admin တွေကကစားသမားတစ်ယောက်နာမည်ခေါ်တော့ကထိုကစားသမားဘေးမှာ2ယောက်ကလက်ကိုတနက်ပုံစံပြုတ်လို့ကပြန်ပြရမယ် ဒါ ဘလို့ဘလို့ ။စီဖြိုးဆိုရင်ရဲလေးချုပ်ကမပါဘူး။ဘူးလေးနေရ။ အော်ဘေးနေဟာ စီဖြိုးဆိုရင်ဒိုင်းစီဖြိုးကငေါ့ စီပြောစီမောင်းလိုက် စီဖြိုးနေစီဖြိုးက ကောအဲ့ကျန်တော့ကဒိုင်းပြရမယ်ဆိုရင်ဒီဘက်ညောက်ကအရှုပ် Okay ready ကောင်း စ နေ မယ် ထည့်ကြပါ ready 3 2 ငုံငုံငုံ မဟုတ်ပါ ဟော ဘူး ပါလေ ဟောဒါမဟုတ်ဘူးလား 2 1 go စီပြော ပဲမငေါ့ဘူးလေ
အိုးဟုတ်တယ်ဒါပေမဲ့ပြောတဲ့ဟာကောင်းပါမှာ ဟုတ်တယ်โอเคဘန်းသူ တို့ကလွတ်တယ်တို့ကဘာလို့လွတ်တယ်တို့ကလွတ် ဝိုင်းလက်ပြောတာတိတ်တော့မင်းလက်ဒီဝိုင်းလက်ဒီ ကျတော့တိတ်ပြီးတော့အသားကြာပါတယ်လို့ Okay စမယ်တောက်တော့ Okay ready โอเคစာမယ်တောင်းနေမယ် ရတော့ဒီတော့ပြတ် ကျုပ်က ဘီတော့ဒီမန်ဘယ်လဲဘောဘီဘာလဲတိတ်တတကကြီးကဘကပုံစီကြီးအဲ့တော့ကျွန်တော်မခံအောင်ပါ ဟုတ်ကဲ့ပါ သူတို့ရောက်ခံပါကျွန်တော်ရ ဟိုရိုးရနေပဲလို့ပြောတာလေ ဟုတ်တယ်လေ အော်ဟုတ်တာပဲသူနိုင်သွားပြီလေ နိုင်သွားပြီလေ โอเคစာမယ်ဒီမှာ ဒန်ကြီးနေကိုရတော့ပါလေဘာပါလဲ ဘယ်လေ အဲ့ဒီဘာလဲဦးဒီโอเค โอเค ရပြီ လာပြီဒီပြုတ် ဘာဟုတ်လားစူပါစလုံးနေတော့စီလို့ ဘာလို့ အဲ့ဒီကျွန်တော်တို့တော့နိုင်တယ် ပြန်ကြည့်လိုက်ပြန်ကြည့်လိုက် လေးပဲပြန်ကြည့်လိုက်ပါပြန်တို့ဒီလိုရှုံး ဘိုက်ကထောက်နေလိုက် ပြောရမယ်ဒီပြုတ် ပါဘာပါတယ်ကိုတော့လည်းဦးစားတော့ပါတယ်တော့ရပါလားတော့ရပါလားပြိဿကြီးလည်းဒါတော့ကဲရိုက်စတော့နေအောင်ရိုက်ပါမှန်ပါလေအရင်ကြိုးစားပါဒီလိုဘာမှမပြောတော့ဝယ်ရပါဘူးကဲတော့ ခုနကတော့ဒီလိုခောက်တာမရဘူးလို့ပြောတော့ကိုအောင်ပြီးတော့ ကျွန်တော်တို့တက်ကြီးရော admin နေရောသိပါတယ်ကဲသူ့ပါကျွန်တော်တို့အရှုံးကောင်းကောင်းခိုင်ပါ တော့တဲ့ငါဘယ်မျက်လုံးဖွင့်လို့မရတော့ဘူးနေကြလာပြီလို့ အဲ့နဲ့လေပြီးပြီလားနံပါတ်3ကရောက်ပါပြီโอเคတော်ရရောโอเคဟိုကိုရဖက် ကိုကြီးဖက် တကယ်ကြီး နာ နော် ကောင်းပါရဲ့ 3ချိန်မြောက်လက်ခုပ်တီးဂိမ်း3ချိန်မြောက်လက်ခုပ်တီးဂိမ်းဟုတ်ပြီစားသမားများဒီ1နှစ်ဟုခေါ်ကအော်က3ချိန်မြောက်တိုင်း3ဟုမအော်ပဲ တော့တစ် 1 နှစ် နှစ်3ဟုမအော်ပဲလက်ခုပ်တီးရမည် တင်းနဲ့အဲ့လို3ချိန်လား 3ဟုအော်မိသူသို့မဟုတ်လက်ခုပ်မတီးမိဘူး punishment ခံရမည် ဟုတ်ကဲ့ တင်းနဲ့3အဲ့လိုអော်မှာ လာပြီလာပြီ ရှင်းပြပြီရှင်းပြပြီ အဲ့ဒါစင်တာအဲ့လိုပဲရှိတယ် ကိုယ့်ကိုပိုင်ပိုင်ပဲအာယုကနာဟိုပါလေဟိုပါ 1နှစ်ဟုတ် ဟုတ်တယ်မတော့ဟာဘူး ဟောမတော့မတော့ပါဘူး တင်းနဲ့ နောက်တော့လေး နောက်ပြောက်လေး တင်းနဲ့ ဟော ဟုတ်ပါလား ငါးပြီတစ်ပြ တော့ချိန်မြောက်တိုင်းဟာ 3ရောက်တိုင်း တော့3ချိန်မြောက်ကိုကြော် ဟာ6မှာတစ်ခါတည်း တစ်ခါ ဟောပြီတော့ကြောက်တော့ဘာအလီရလာအလီကိလာတော့လီရရအောင်ပဲစမယ် 3 2 1 go တစ် နှစ်ဒါနဲ့လေကျွန်တော်ဖမ်းတာလေဒါဘယ်တော့ဖမ်းတာဒီကတော့အောင်ဆိုပြီးတော့နှစ်ဆိုပြီးသူ့လုပ်တာလေအဲ့ဒါဘာမှ တူတူမယ် ဟုတ်ပဲ မဲတော့ခိုင်းတာမဲတော့ခိုင်းတယ်ခေါ် စ တယ် လာတဲ့ဂိမ်းတွေကထုခံနေရထုမယ်နော် ငါဖမ်းတာတူပဲမိပါ မေး တော့မတူနိုင်သေးဘူး 3 တော့မတည်သေးဟိုဘက်လဲ အဲ့လိုမားတယ်ကိုပြောစားလိုက်ကိုပြောတက်ကစားလိုက်မားတယ်မား โอ တ เค ယ် တင်း နှစ် လေ ဟာ 6 ချာသူရဲ့ဒုံ Okay 3 2 1 go 6 ဟာ ဟာတရားစားပါ ဟောတိကပဲတော့ ချာဘူးဒီလို 3 2 1 go ခုနှစ် ရှစ် ဆယ် 7 တက်တဲ့လူကြီးอ่ะ ကိုလာကြည့်လားကိုလာကြည့်လား ဒီမှာသဘောပေါက်လာပြီ 3 2 1 go တတော့ 14 55 ဟေးစကားဆိုရင်အထုခံလိုက်တော့ ဟုတ်16မှတည်ရ မ ပါ ဟုတ်ဘူး15မှာပြီးရ တော့ဆက်လက်ပြီးစကားမှပြီးပြီလေ ဟောဟုတ်တယ် Okay โอเค 16ပြတော့မယ်သူက ဆက်စား စခွန် သကူ 20 နှစ်တစ် နှစ်တက်ကတူမားတယ်တွားမှန်တယ်လေ အော်ဒါပဲ နှစ်တက်ကလက်ဖြောက်
23 25 သွားပြီ 24ရှုံးတယ်လေ အဲ့ဘာရသူရောက်နောက်ကျသွားတယ်ညာပြီးတော့အဲ့ဘာ24နဲ့ပြီး လက်ညလိုက်ကြ ဂိမ်းဖို့ နောက်ဆုံးကိပါဗျာ စီမျိုးဖက်သားလူတွေပြေလို့ rolling လား ရောလေးမဲ ကဲနောက် keep ဆုံးကိ rolling 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 ကွန်ပျူတာညွှန်တယ်လို့ဒီနေ့ ဟော ပတ်စံရကိုညလို့ပြန် ဟောနောက်ယူနေကိုအတိမကန်တော့ လာပြီ memory game ကစားသမားများသည်ကစားသမားများသည် game award ဂိမ်းအစားတွေ game စားပြီ game အစားတွေ ဟိုတယ်ကို15မိနစ်လိုက်တီရှူပဲပေးထားပြီးဖြစ်သည်ဟုတ်ပါတယ်အသေးအတန်တွေပါကျွန်တော်တို့ထို့ကြောင့်ကစားသမားအချင်းချင်းအလဲကျမိမိမှတ်မိသောအရာများကိုမေးနိုင်ပြီမဖြေနိုင်မှာက punishment ခံရမယ်ဟာ okay လိုက်တာပေါ့ကောင်းတယ် စမေးပြီ ဟုတ်ပြီဟုတ်ပြီ အဝင်ဝမှာလေ စတစ်ကာကိုသိတယ်ကို စတစ်ကာလေးရှိရယ်ကောက်အဖိုးအဖွားကြီးကို ကိုတိုးမင်းနေတယ် တို့ပေးနေအဲ့ရလှဲဘိန်းမှာအတက်ဖက်နှချောင်းရှိ ဟုတ်ပါ ဟုတ်ပြီ အဲ့လောက်ကြီးမှတ်ထားတာ လှဲဝိုင်းမှာအတက်လေးဖက်နှချောင်းရှိ 20ကျော်တယ် ဘာလို့ပြော ဒီကြော20 ဆက် ပြပြီလား ဟုတ်တယ် ဆက်ဘာဘူးမှားတယ်16တာ ဒီမဲ့တွေ့ရတယ် ဒီတိုင်းတော့ငါတို့ပြန်သွားပြီမှာတော့အမြင်လေးလည်းပြန်ပြတော့အဲ့ အေးကန်သွားကြီးမှာ သွားရင် လောလော သွားရင်3ကောက်လောက်တောင်ရှိထားတာအဲ့လိုမျိုးတွေဖြစ်မှာပြီအော်ခဏမှားလို့ဘီးတန်ညောင်းက20 ဒါလည်းပြေးတယ် ဒီအဲ့တန်ချောင်းလေးတွေက စပုတ်တန်ကြောင်20ဘာလဲဒါပြီးတော့ မှန်တယ်လေကိုပြောမှန်တယ် ဟုတ်ပါရဲ့ပြန်ထုမယ်ဟုတ်တယ် ကျိုးကြီးလက် စစ်စစ်ပေါပေါလည်းမမေးရပါဘူး ဟာခုနကတော့ချလိုက်မိတယ် ဘာမှမှတော့မမြင်ဘူးကိုအာယုံနဲ့ကို ဟိုတက်လီကပေါ်တက်လာကြတယ်ဟုတ်လား သူရမှတ်ထားတယ်တိလားသူဘာတွေလဲမသိ တက်လီကပေါ်တက်လာတော့အဲ့တက်လီကရဲ့ lift number ရှိတယ်အဲ့ဒီနံပါတ်ပြောပြပါ ဟောလစ်ရဲ့ဟွာမော်ဒယ်နာမည်အဲ့လိုပေါ့သူတို့ရဲ့ တော့မော်ရနေပါ ထုမလားတဲ့ထိုးရင်လို့ဒီလိုမေကုန်းမျိုးကိုရှာကြံပေးတာနင်းစမုတ်တံမေ အဲ့မေကုန်းအကျုံးဝင်ပါဘူး lift number ဟုတ်တယ်လေတက်လီကပါတယ်တဲ့ အေးလီ ရုပ် အဲထုလိုက်ပါ ထုလိုက်ပါ လက်သိပါလေ list number က SLS 0011119675မယုံရင်အဲ့တက်လီကမှတွားကြည့်လိုက် အဲ့လိုဖြစ်နေရမှာ သိတယ်နော်မသိဘူးမသိနဲ့ ကျွန်တော်တို့နေရာ3ကိုမှတ်မိတယ် ဟာနေရာ3နေရာကိုကကိုနေရာ3ကိုသူမှတ်ထားတာနေရာ3ဖြစ်လာရင်သူပါလေကော်ဖီအဝင်ဝလားအပြင်ကော်ဖီဆိုင်အပြင်လားအထဲ ခဏ လား လွာလာအဲ့ဒါ ကွန်ပျူတာအထဲ ဟာအဲ့ပြောဟုတ်ပြီ ကနေရလေး ဟုတ်တယ် အဲ့ဒီအထဲမှာဒီဟိုဘက်မှန်ဘက်ရှိတယ်လေ ဟိုဘက်အပြင်ဘက်ကိုမြင်ရတယ်ဟိုတယ်နည်းနဲ့စာအပြင်ဘက်ကိုမြင်ရတဲ့ဘက်ရှိရလေ ဟာ အဲ့မှန်ဘက်မှန်ပေါင်းအောက်လည်းမဟုတ်ဘူးခုံနေဘောဟာလည်းမဟုတ်ပဲနဲ့အဲ့မှန်ပေါင်းအပေါ်မှာပန်းဥပနဦးရှိ မှန်ပါမှန်ပါပန်း 10လုံး ပန်းဦး သိကြရပေါ့ ခိုင်မှန်ပေါဟိုမှန်ပေါ်မှန်အောက်တယ်မဟုတ်ပဲမှန်ပေါ်မှာဟိုဘက်နားလေးမှာတော့ဦးလေးရှိတယ် ပန်းဝလေးတွေရေးထားတယ်မှတ်ထားတယ်ဆိုပြီးတော့ဘယ် ဟောဟုတ်ပြီပန်းဦးနော်မှန်လေးမှာကတ်ထားတယ်ပန်းဦးပန်းဦးသေးလေးအားလုံး အ ပါ ပေါ်အောက်မဟုတ် အပေါ်အောက်လား အပေါ်အောက်မဟုတ်အပေါ်ပဲအပေါ်မှာကြီးပဲ အပေါ်မှာကြီးပဲ 10လုံးနဲ့ 12လုံး ဟာ12လုံးနဲ့ဟဲ့ ပန်းဦး12လုံး ဟုတ်တယ်12လုံးကဲ confirm ပြီ confirm ပြီ ပန်းဦး12လုံး လိုက်ပြီကြားရတယ်လိုက်ရတာဟေးကိုမသိတော့ဟုတ်တယ်12လုံး12လုံးမှန်တယ်မှန်တယ် ပန်းဦး12လုံး ပယ်သွားလို့တက်ရုပ်က ပြောပါပြောလိုက် ညာလို့မရပဲနဲ့ညာလို့မရပဲ ဟာပါတယ်တဲ့12လုံးမှန်ပါတယ် ဟုတ်တယ်နော် ဟုတ်တယ်ကဲထုမယ်ဝိုင်းပြီးတော့ အဘောကြလို့ သူ့လိုပဲပေါ့ စေတာမဖြတ် ငါတို့သွားခဲ့တဲ့နေရာ3 ကော်ဖီဆိုင်ထဲမှာ ကော်ဖီဆိုင်ထဲမှာဟုတ်ပြီနော်ပြောမယ်နော်ကိတ်ကကိတ်ပေါ့နော်ကိတ်ပုံဟောပါပေါ့အစ်စ်မဟုတ်ပေါ့ကစားကြကိတ်ပုံအဲ့ဒါလေးနေရာမှာကတ်ထားတယ်အဲ့ဘယ်နှမျိုးရှိတယ်အဲ့မှာကတ်ထားတယ်အရေးအတွက် စက်တဲ့ 17 17တဲ့ကဲ 17 17ဒုက္ခရတော့မှာ 17 ဒီကတော့မှ ကြတယ် ဒီက မှားတယ် ဘယ်လားလဲ 10မျိုး ဟာကိုမျိုးရမှာ 10မျိုး ဟုတ်လို့လား 10မျိုးအဲ့ခုနပီဇာတွေပါအပါဝင် ဒီတော့စစ်ကြလို့ရလား အဲ့စစ်ကြရ ရတယ်ဆိုဟိုမေကုန်းကမဖြေလိုက်ပါဘူးဆိုပါ အဲ့ဒါ cheese cake
cheesecake လေးတစ်ခုပါ အဲ့ပီဇာမဟုတ် cheesecake အော်တော်ပြရဆက်လိုက်ရโอเคပါကဲကျေးဇူးပါအခုလိုမင်းကလေးမေးပေးတဲ့အတွက် မရဘူးလေ ခွာလေ မှတ်မိတယ် ကောင်းတယ် အဝင်ဝမှာဝင်လိုက် reception ရောက်သွားပြီ ဟုတ်ပြီ reception ရဲ့ဘေးမှာလေဒီလိုဒီခလုတ်ကလေးရှိရလေအဘနှစ်ခုရှိတယ် reception ရဲ့ဘေးက စားပြီ သူအဲ့နားမှာရစ်ရည်နဲ့ရက်နေရတာတွေ့တယ်အဲ့မီခလုံးမှတ်နေမယ်လို့တော့မနေ လေးခုလို့ရှိပါဒီလို ၄ခု ၄ခုမှန်လား သိကြပြီလား သိကြပြီ သူကတော့နေတယ် သိကြလား သိကြပါ၄ခု 18ခုပါ ဒီသူ ကျေးဇူးတင်တယ်အဲ့လိုမင်းကလေးမေးပေး စိတ်တောင်မကောင်း စိတ်တော့မကောင်းဟုတ်လားအေးဟုတ်ပြီဟိုကလေတို့တွေခုနှစ်လွာကိုရောက်လာကြတယ် ဟုတ်ပြီ ခုနကတ ခု ည်းက နှစ်လွာကိုရောက်လာဒီတပွိုက်ပေါ့နော်ဒီဘက်တစ်ချမ်းတွားကြတယ်ပေါ့နော်ဟိုဝိုက်ပြီးတော့တွားကြည့်ကြတယ်ပြကြခန်းတကားတွေမှာခန်းနံပါတ်တစ်ခုကတကားအဲ့စာသားတစ်ခုအဲ့မက်ဆင်ဆိုတဲ့စာသားမပါဘူးမက်ဆင်ဆိုတဲ့ အဲ့တော့အခန်းနံပါတ်ပြောရမှာ အခန်း တော့ပေါင်းပြီးတော့ မပါတဲ့နံပါတ် မပါအဲ့မက်ဆင်ဆိုတဲ့ ဟာမပါတဲ့ တကားမှာမက်ဆင်ဆိုတဲ့ဟာလေးပါတယ် ဟုတ်တယ်ဟုတ် အဲ့ တယ် ဒါမပါတဲ့အခန်းနံပါတ် ပြောရတယ်လေခொနည်းစနဲ့ ခွန်712 တေချာတိုင်းပဲ 712 712 712 တေးရပြီလား သိကြတာပေါ့ တော့တော့တေးကြတယ် သိရတယ် အဖြေဆိုတာတေး တော့သိရတယ်712ပဲ ထုတယ်အကုန်လုံး904 ခொနည်းလေအကိုလိုခက်လေ ငါတို့ခောက်တယ်ငါတို့ခမ်းမှာမပါဘူးကဲပြီးသား နိုင်ဘယ်နှလုံးလဲ ဟာဘာလဲတော့မှနဲ့ reception လာတာ အဲ့ဘယ်လိုလဲဆို reception မှာလေးလုံးရှိပါလေးလုံးရဲ့ကိုစေစားလေးလုံးရှိပါတယ်ကန်တာဦးဟိုတယ်မှာနိုင်လေးလုံးရှိပါတယ် reception မှာလေးနိုင်ငံကိုစားပြုပါတယ်ထူ ယေး ဟုတ်တယ်လား reception ခုံလေးမှလေးဦးတို့ထောင်ထားတဲ့တိတိလေးပါသူ6လုံး နားပါတိတိလေးအဲ့ဒါဆိုထူတယ်ကွာဒီလုံးတယ်အဲ့လိုနဲ့တက်မလား လာပြီ ဟုတ်ပြီ ဟုတ်ပြီ ရက်ပတ်တွေ ခုနလာမှာ โอเค ခဏလား ခရောဘောက်နေပြီကြောင်း ဘ လာ ယ်လဲဆိုတော့သူ့နေရာနဲ့သူမှတ်ထားလို့သူကခုနလားဆို ခုနလာမှာ ဆိုင်ရလေချီ ဘယ်လဲ ခန်းတိုင်းမှာဟိုဟာဒီဟိုဟာ room number တွေရှိရလေအဲ့မှာဆက်ဒီ ဘူလီစုတ်ထားလိုက်လာပြီလားမသိ အဲ့မှာခန်းတိုင်းမှာမူလီဘယ်နှလုံးစုပ်ထားလဲ ဘူလီတက်လာငါဘူလီတွေပဲ အဲ့နံပါတ်အခန်းနံပါတ် room number တွေ မူလီမှတ်ထားတယ်မှတ်ထားတယ် ဘယ်နှလုံးစုပ်ထားလဲ မပူနဲ့မှတ်ထားတယ်မှတ်ထား ဘ တယ် ယ် ခဏ လို လေး ဘယ်နှလုံးခန့်စီစုတ်ထားလဲပေါ့ အားလုံးကိုတူတူပဲကိုတူတူပဲ တန်ချက်က6ချက်စုပ်ထားတာ ဘူလီ မူလီက6 6ချက်တဲ့ကဲ အိုင်ဘီလိုက် မှန်တယ်မှန်တယ်လို့သူတိုင်လိုက်ကြီးอ่ะမန်မပါဘူးတိုင်လိုက်ကြောက်လုံးကြောက်လုံး 6ချက်ရတယ် ကြောက်ကြတေးရတယ် ဟုတ်ပြီ အဲ့တော့ကျွန်တော်တို့ရဲ့ကစားနည်းများကိုအားလုံးကိုကစားလို့ပြီးပါပြီလည်းပြောခဲ့ရပါတယ် ဒီလည်း ဒီတော့ဝဲနေရ ဒီလည်း ဟုတ်ပါတယ်ကျွန်တော်ဒီဟိုတယ်မှာဒီကျွန်တော်ဒီရေးကန်တာပေါ့နော်ကျွန်တော်ဘောင်းခတ်ပြီးတော့တိန်းလာလို့ရဟုတ်ဒါပေးခဲ့လိုက်ပဲ သူတို့ဝန်ထမ်းတွေလည်းပြန်ပြီးတော့ဒါအမှတ်တရ ဒါသူတို့တော့မှအဲ့လောက်ထိသိမှာမဟုတ်ဟိုသိမှာမဟုတ် ဒါမှမြက်တာမွေးပနာမတဲ့ချောင်းစီ မသိတော့ဘူးဆိုအဲ့ဒါ ဒါရက်တော့ပွေးတော့ပါ ကန်တာဦးဟိုတယ်မှာကျွန်တော်တို့ရေ game တွေကို memory game တွေနော် ဒီ memory game မှာ memory game ရဲ့အရှိမလဲပကြု game တွေလည်းပါပါသေးတယ်ပြောခဲ့ရပါတယ်ဟိုတယ်ကိုလည်းကျေးဇူးတင်ပါတယ်ကျွန်တော်တို့တယ်ကိုလည်းနေရာဒီသင်ပြအောင်လည်းအကုန်လုံး ဂိမ်းကစားတဲ့ကန်တာဦးဟိုတယ်ကဗမာတီစီတာဖန်မျိုး ဟောကန်တာရရှိ ကန်တာယာကန်တာယာရှိမှာရှိတယ်ကန်တာဦးဟိုတယ်မှာအော်ဖီဆိုင်လေးလည်းရှိတယ် ကဲနောက် episode တွေမှာလည်းဘယ်ဆိုင်ကြီးသွားပြီးတော့ဘာတွေဆော့ပြီးတော့ဘာတိတန်ခိုင်းအောင်လဲဆိုတာ ဟိုမှာ coffee တောက်အောင်မယ်တဲ့ဒီ coffee ဆိုင်မှာ coffee တိုက်မယ်တဲ့ကျွန်တော် ဒါမဲ့တခုရှိတာဒီပုံစံနဲ့တော့တောက်အောင်မယ် မတော့ပါဘူး ကမလေးဝိုင်းပါโอเคကမလေးမြင်ဒီမှာနောက် episode 2ကိုသွားလိုက်မယ်လေ โอเคနောက်တဲ့ဘယ်နေရာဘယ်တွေသွားအောင်လဲဆိုတာကိုအားလုံးစောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်လို့ပြောကြရင်လည်းအားလုံးနောက်ဆက်လိုက်ပါတယ်တာ see you ကျွန်တော်
ခုနပေါင်းတာတွေနဲ့ဂိမ်းတွေ memory ဂိမ်းတွေစော်ပြီးသွားတဲ့နောက်ပိုင်းမှာ admin တွေကကျွန်တော်တို့ဒီကန်တာဦးဟိုတယ်မှာရှိတဲ့ KTO cafe ကဖေးမှာကော်ဖီပြန်တိုက်ပါတယ် ကော်ဖီပြန်လိုက်ပါတယ်မှာအများကြီး ကော် ပါ ဖီ ပဲ လေးမရကော်ဖီလေးမဟုတ်ဘူးလေအများကြီးရှိတယ် live လေးလည်းရှိတယ်ဟောပြီးတော့ ဘာကာတို့ဘာတို့ကုန်ရှိ ကုန်ရှိတယ် မင်းညူတွေတော်တော်များပါတယ်ဒါတော့ကသေးဘူးညကြရင်လည်းတင်တာနဲ့လည်းတက်ခင်းအခက်အောင် တင်တာရှိရဲတဲ့တင်တာကြရင်လည်းစောအောင်မယ်တဲ့ ဒါမိုက်တယ် မ ပါ ခါ ပါ ပါ လေ ဒါ chocolate float နဲ့ ဘူကာ chocolate float chocolate mocha float chocolate mocha float ဒါကြတော့ အာ chocolate ဒီလေ မွေးလို့ပြီ ကြီးကြတယ် ဒါကြတော့ hot chocolate latte hot chocolate latte ဒါကတော့ taro pain milkshake taro milkshake ဒါတော့ honey အော် latte မပါဘူး hot chocolate ပဲ honey yogurt ပေါ့ဒါတော့ yogurt လေး လက်တိပါလေ ရိုက်နေတယ် လက်တိအဲ့လိုကြီးပဲ အော် တော့တော်တော်လေးတောက်လို့ကောင်းတယ်နော်ဒီသူ့ကလည်း AC လေးပဲဒီထဲလေးမှာလည်း cafe လိုလေးဖြစ်နေတာ ဟုတ်တယ် vibe လေးက ကောင်းတယ် လေးကောက်လေး ဟိုတယ်လာတဲ့နဲ့ cafe ဆိုင် vibe ပါရတယ်တခါလေဒီ indoor ရော outdoor ရောဒီလေစားရစားကောင်းလို့ရတော့ပြီးလို့ဆက်မယ် ဆက်မယ် ညကြမှာပဲကေတင်တာစား ညရင်ပေါ်မှာတင်တာစားမယ် နာစားမယ်ဟဲ့ ပုံမှာဘယ်မှာ view ရလဲ share ပဲ ရှယ်ပဲ လေးတစ် တာ ခု တာတာဒီဆက်တော့ ကဲအခုဆိုလို့ရှိရင်ကျွန်တော်တို့နေ့လေက coffee ဆိုင်နေမှာကျွန်တော်တို့တဲခင်းပြီးတော့အဲ့ခံတယ်ပြီးတော့သွားကစားတယ်သွားတယ်စားတယ်ပြီးတော့မှကျွန်တော်တို့အခုညပိုင်းနဲ့ကြာအောင်ကျွန်တော်တို့ဒီကန်တာဦးဟိုတယ်ရဲ့အပေါ်ဆုံးထဲမှာရှိတယ် rooftop bar ပေါ့နော်နာမည်ကတော့ post bar မှာကျွန်တော်တို့ဒီမှာအများကြီးပဲတဲခင်းအဲ့ခံထားပါတယ်မကျတော်တော်လေးမိုက်တယ်နော် view ကပေါ်ဆုံးထဲမှာလေးကတဖြူဖြူ view က share ပဲပြီးတော့ amplet လည်းပါတယ် ကန်တိုက်လာတဲ့လေညင်းလေး story တွေလည်းပါတယ်နားထောင်လို့ရတယ်ပြီးတော့ဒီကျွန်တော်သိတာတော့ဒီကရင်ဖန်ပေါ့နော်360ပတ်လည်ကြီးပေါ့ ဟုတ်တယ်ဒီကည အဲ့ပိုင်းသူပို့လာနော် အဲ့ပိုင်းပို့လာတော့မှနောက်မှဆိုရင်ဇွဲကမန်တော့အခုတော့မမြင်ရတော့ ပတ်ပတ်လေ တော့ညပြော တော်တော်လာအဲ့ဒီတော့ဒီမှာကျွန်တော်တို့ဒီမှာဒါအရှင်းဆုံးမှာဒီမှာပင်လယ်သားအများကြီးပဲခဏနေအဲ့ဒါ seafood curry နဲ့ seafood curry ရဲ့ အဲ့ဒီရှင်းမှာလည်းဒီမှာကျွန်တော်လင်းသမားဟင်းညို seafood နဲ့လုပ်ထားတာ seafood နဲ့ ဘက်ကကြတော့ စိတ်ထောင်း စိတ်ထောင်း စိတ်ထောင်းလေးကိုသူက decoration လုပ်ထား decoration ကမိုက်တယ်အကျော်လေးနဲ့လုပ်တာ ဒီက post bar ကြက်ကြော် post လေး bar ချက်ကျော် post bar ရဲ့ signature post bar ချက် ဆက်ကြက်ဆက်ကြက်ကြော်လေး ဘာလဲငါးသားကြောင်းကြောပြီးတော့ကော်ပြားကိုအသီးရွက်နဲ့ကြော်ထားတယ်ပြီးတော့ smooth စားအာလူပါ အာလူလေးနဲ့ ဟုတ်လား ဂျပန်တိုဘူးကိုထိုင်ဝမ်မုံကြီးလေးနဲ့ hot try လို့ hot try လို့ခေါ်တယ်ထိုင်ဝမ်မုံကြီးလေးကိုရောပြီးတော့အဟင်းလေးလုပ်ထားတာ တော့စိုးစိုးလေးလေးမှာပဲ ဟုတ်ပါရဲ့ ကျွန်တော်တို့တွေအခုစားရင်လည်း food review လေးပြောပါမယ်ပေါ့စပါချက်ကြော်လေးကိုစားထိနေပါရဲ့ ခမ်ဆာမီတာ စမူစာဒီ ပေါ့ တော့ စ မှ ပါ န် ချက်ကြော်တဲ့ကိုရရ အဲ့ဒါဒီကတော့ အကျေးဇူးတင်ပါတယ် ရောပေါ့စပါချက်ကြော်လေးခက်ပါ ဒါလေးရတကယ်တော့လေဟုတ်တယ်ဟိုအနေနဲ့ဆိုလိုက်ဝါလေးနဲ့ဆိုတော့လိုက်တာပေါ့ဒါပေမဲ့စီစဉ်မှာကျတော့ကျွန်တော်ကဒီမှာပြည်သူတွေနဲ့အ စ သက် မူစာတကယ် quality စမူစာ ကဲဘောင်းဆောင်ကြည့်ကြတာဆိုတော့ ဘာဝတာပေါ့ တကယ် quality စမူစာ ချက်ကြော်ကတော့လုံးဝအောင်နော် ပြည့်စုံလေး ချက်တော့ယူမွေးလေးနဲ့ပြင်းသွားနေရွယ်လေးနဲ့ဖွင့်ချနေရမယ်ဒီလိုသေးလေးနဲ့ တော့ကောင်းတယ်ကွာ မင်းနဲ့လေးနဲ့လေဟင်းများပို့စားမယ်ဒီနေ့ အဲ့တော့ seafood curry လေးကိုလှမ်းလိုက်ရအောင်လားဗျာ ဟေးနော် ဒီလိုညက်တွေလည်းပေးထား ဂျပန်တိုဘူးလေးကောင်းလိုက်တာ ဟိုကာရီ ကာရီယို သူပြုတ်ကပကံလေးတောင်း ပေးပကံလေးပေးထည့်ပေးမယ်ကိုကြီးဟောတော့ငုံဦးတွေလည်းပါတယ်ငါဒီမှာ ဟုတ်လား ငါးတွေရော ခောက်ဆွဲလေးစားမယ် ခောက်ဆွဲလည်းပါတယ်အထဲမှာ အဲ့ဘက်ကခောက်ဆွဲ ငါး လေး သား စား လုံးလားကြက်သားလုံးလေး ငါးသားလုံးလေးပေါ့ seafood curry ဆိုတော့ okay နည်းနည်း ခောက်ဆွဲလည်းပါရဲ့ အစုံစားကြည့်ကြတာဆိုတော့ upload okay အညီထည့်မလား ကနကနလေးပါသေးတယ် ဒီလိုယူလေးယူ ကနမင်းမကနကြိုက်မလား ခဏဒါဒါစားမယ်ငဖဲ ဖေးဖေးငုတ်တော့ ငဖဲလုံးနေရော အလေးနဲ့ယူလို့လည်းရရ င နော် ဖဲလုံးနေရောအ အ စုံ စုံ မဲ မဲရတာလေးရတယ်ဗျကောင်းနှစ်လေးရ ဟုတ်တယ် ခါလူလာလူကောမ အနံ့လည်းအဲ့လို ဟုတ် တုံငယ် အုံလို့အုံလို့ ဟောကျေးဇူးပါခင်ဗျာ ဟုတ်ကဲ့ပါခင်ဗျာအုံလို့တုံငယ်အဲ့လိုအရလာ ဟုတ်တယ်တော့ရိုးရမ်းကြိုင်လို့အဲ့လိုမျိုး ဟုတ်တယ်ဟုတ်တယ် ကျေးဇူးပါ တိုင်း present ထားလေး တ िश ူးလေးနှမ်းပေးလို့ရ အားရမယ်
စုလေရအခုလေထိုင်းခုစင်းထားနော်ထိုင်းခုစင်းစား နော်ဟုတ်တယ်နော်ဟိုက်ကူစင်နော် ထိုင်းခုစင်းစား ဟိုအနှစ်ကလည်းရမိုက် အဲ့ကာရီလေးကငပြလုံးလေးဆိုပြီး စုလေးထည့်လိုက်နော် ရှာ ဒီကကောင်း ဒီထဲမှာလေကနန်းကြိုက်တဲ့လူဆိုကနန်းလေးတွေပဲလိုက်ပြီးမှွေစားမှာ ကိုရုပ်ကနေကြိုက်တယ်မ ခ လား ဏတော့လေအေးစေးလေးကြိုက်ကျင်တယ်ကျန်တဲ့ဟာစားပြီးတော့မှအေးစေးကြိုက်ပြီးထားလိုက်မယ် ငါအသားချောင်းစားပါလား ငါသားကြောင့်လည်း ကောင်းတယ် ဟုတ်လား ဟုတ်လား ဆမ်းနာ ငေါ့နေမှာကြော်ပြီးတော့ချက်ထားတာနော် ဒီငါးသားချောင်းကို စားစား လေလေးတစ်ဖြူဖြူနဲ့ငါးသားချောင်းလေးကိုမယောနီလေးနဲ့စားလိုက်ရတာညောင်မိုက်ပါတယ်အဲ့ဖီတော်တော်မိုက်ဆန်းကောင်ကို ကျိုးအပွင့်ကလေးနော်လုံးဝမိုက်တယ်ပြန်သမားဟင်းတယ် ပွင့်သွား ငါပြောပါပွင့်ပါတယ် ပွင့်သွား boss ပါချက်ကြော boss ပါရဲ့ signature boss ပါချက်ကြောရုပ်ဒီပါလေးတွေတွေ့တော့အရင်စမှထင်တော့လုံးသူကချိုးဆက်ကလေး ဟုတ် တော်တော်ကောင်းတယ် တက်ပြီးမွေးတော့လေ ဆက်သွင်းယူလိုက်ပါ ဟုတ်တယ်ပြီးတော့ချက်ကြောဆိုတာမာတယ်အခုလည်းဒီဟာလေးကနူးအင်းတော့ပြုတ်ကြော်မျိုးလေးလားဘယ်လိုလားမသိတော်တော်ကောင်း ဖိတ်ထောင်းလေးကရုပ်သီးလေးတွေကိုထောင်းပြီးတော့မှပြန်ထည့်ဟာပြီးတော့အရန်လည်းမဆက်ဘူးပူစီနန်လေးရောရှယ်ပဲဒါလည်းလုံးဝပွင့်သွားမှာဖတ်ကြည့်ပါ မီးလို့လည်းကောင်းမဲ့ပုံနေနော် ဟုတ်တယ် စီဖူးကတွေကလုံးဝနော်ရိုးရရတာနော် ဟုတ်တာပေါ့ဘလို့ကျွန်တော်တို့အဖေရဖွဲ့သားများကိုရှားညစာလေးနဲ့တည်ခင်းအခန်းချွေးမှုပေးတဲ့ဒီကန်တာဦးမိသားစုကန်တာဦးမိသားစုကမှ boss ပါမိသားစုအားလုံးပါဝင်ပေါ့နော်သူပဲကျေးဇူးတင်ပါတယ်လို့ပြောပြချင်ပါတယ်တော်တော်လေးလည်းပြန်မှန်းခဲ့ပါတယ်ရန်လည်းအရသာရှိပါတယ်ကစားနည်းလည်းတော်တော်ကြီးကို တော်စားလို့ကောင်းတယ် တော်တော်ကြီးကိုကစား ဒီ ပြီးပါ လေးတစ်ဖြူဖြူနဲ့စားရတဲ့အရာသာဘာနဲ့မှမရှိပါဘူးဟုတ်ပါမိုက် ဟုတ်ပါတယ်အခုလိုပဲကစားနည်းတွေကစားပြီးတော့ရသာရှိတဲ့စားတောက်တွေတကယ်အခန့်ကျွေးမွေးစားတောက်လို့ပါပဲ review တွေပြောလို့နောက်လာမယ့်အစီအစဉ်တွေမှာဘလို့ထူးဆန်းတဲ့ game တွေဘလို့စိတ်ဝင်စားဖို့ကောင်းတဲ့ game တွေထပ်မံပြီးတော့လောက်ဆောင်သွားမယ်ဆိုတာဆောင်းမကြည့်ရှုအားပေးရင်လည်း ဆက်စားပါမယ် ကစားပါမယ်လို့ပြောချင်ပါတယ်။ကဲပြန်လည်ဆုံးလေးကြပါမယ်ခင်ဗျ။အားလုံးကြောက်ရှင်ပါသည်။နှုတ်ဆက်ပါတယ်ခင်ဗျာ။ Thank you so much ။ကျေးဇူးများတင်ပါတယ်။ကဲချီရလေးလုပ်ကြတာပါနော်။အဲ့ဒါလေးတော့ပြီးသွားပါပြီ။ Yeah.